Hello အခုဒီနေ့ဇင်တို့သွားကြည့်ထားတဲ့ယူထမှာရှိတဲ့ Wildlife Management Center Hardware Rent ဆိုတဲ့နေရာပေါ့နော်ဒီ Salt Lake City ကနေဆိုရင်တနားရီခွဲ2နာရီနီးပါးလောက်မောင်းရတဲ့လိုကန်အထက်မှာရှိတဲ့လိုကန်နားမှာရှိတဲ့စက်ကောင်တွေပေါ့နော်စုဝေးတဲ့နေရာတပြိုင်နဲ့တက်တော့ကြည့်လို့ရတဲ့နေရာကိုတွားထားတာဖြစ်ပါတယ်ဒီနေရာကအဆောင်ရဒီစင်မာကနေဖေဖော်ဝါရီမှာပဲဖွင့်တဲ့နေရာဖြစ်တယ်ဒီချိန်တွေပဲဒီစက်ကောင်တွေကစနိုးမုန်တိုင်းတွေနှင်းမုန်တိုင်းတွေကိုသူတို့လာတဲ့ချိန်ကြရင်လေနှင်းနေကြလို့ရှိရင်သူတို့ဒီနေရာမှာတစ်ချက်လောက်လာခိုးအောင်နေတဲ့နေရာဖြစ်တယ်ပေါ့နော်ဒီနေ့ဇင်တို့တွားထားတာကဇင်တို့တွေ့ခဲ့တဲ့စက်ကောင်ကြီးကသူပြော200 300နီးပါးလောက်ရှိတယ်ပေါ့နော်ဒီဒါတကယ်အဲလို့ခေါ်တဲ့ဒီစက်ကောင်ကြီးတွေသူတို့ဒီမှာသူတို့ပထမနေ့ကသူတို့ပြောတာစနိုးကြတဲ့နေ့ဆို600အထိရှိတယ်ပေါ့နော်ဇင်တို့သွားတဲ့နေ့ကကြတော့300လောက်ဝန်းကျင်လောက်300ကောင်ဝန်းကျင်လောက်ရှိတယ်ပေါ့နော်အဲ့မှာတော့ကြည့်ထားတာပေါ့နော်တကယ်အများကြီးပဲကြည့်လိုက်အဲ့မှာဇင်တို့ကဒီမြင်းလှဲနဲ့သွားပြီးတော့ကြည့်တာပေါ့နော်ဒီမြင်းလှဲကကြာလူကြီးဆို$12ကလေးဆို$5လောက်ပေးရတာပေါ့နော်အဲ့မှာဒီမှာဆိုရင်အဲ့ဒီမြင်းမောင်းတဲ့လူကလေသူကအကုန်ရှင်းပြတယ်ဒီသူ့ရဲ့မြင်းတွေဆိုရင်လေလန်ဒန်ကနေလာတာပေါ့နော်မြင်းကောင်ကြီးလူတွေအများကြီးပဲဆွဲနိုင်တယ်ပန်အများကြီးပဲဆွဲနိုင်တယ်နော်အဲ့မှာကြည့်လိုက်အဲ့မှာစက်ကောင်တွေဆိုရင်လေအများကြီးပဲကလေးတွေကြိုက်တာပေါ့နော်ကိုလည်းတကယ်အပြင်မှာအဲ့လောက်များတဲ့အကောင်တွေတပြိုင်နဲ့မမြင်ဘူးတော့လေမြင်ရတာတော့ထူးဆန်းလိုမျိုးပေါ့နော်လာကြည့်လို့ရတယ်စိတ်ဝင်စားတဲ့လူတွေเนาะဒီနေရာမှာကိုဖုန်းခေါ်ပြီးတော့လာမေးလို့လဲရတယ်လာလဲလို့ရတယ်အားလုံးကိုယူထားကိုဖိတ်ခေါ်ပါတယ်